ခါအေဂျင့်တာရတဲ့ကြီးရွာလေးတစ်ခုကတဲအိမ်ငယ်လေးမှာအရန်ချစ်ကြတဲ့ဇနီးမောင်နဲ့နှစ်ယောက်ရှိပါတယ်။အမျိုးသမီးကတော့အေးမြဖြစ်ပြီးတော့အမျိုးသားကတော့တာကျော်ဖြစ်ပါတယ်။မကြာခင်9လလောက်မှာပဲအေးမြဟာကိုယ်ဝင်ရှိလာခဲ့တယ်။ဒါကြောင့်တာကျော်ကအေးမြကိုပို့လို့မြစ်တာတိုးကဂီယူနာတက်ခဲ့ပါတယ်။ထို့တူတာကျော်ကအရင်အားထက်တောင်ပို့ပြီးအလုပ်ကြိုးစားခဲ့ပါတယ်။ဒါကြောင့်အေးမြလည်းမနဲ့အစောကြီးထကသူ့မယောက်ျားအတွက်စားတော့ဖွေရများကိုချက်ပြုတ်ပေးလေးရှိပါတယ်။ဒီလိုနဲ့ပဲသူတို့နှစ်ယောက်ကပျော်ပျော်ရွှင်ရွှင်နဲ့ဘဝခီးကိုရှောက်လန်းလာခဲ့ကြပါတယ်။တမနက်မှာတော့တာကျော်ကမနက်အစောကြီးအလုပ်သွားဖို့သူ့မိန်းမသူ့ယောက်ျားတို့လိုအပ်တာများကိုပြင်ဆင်ပေးပြီးအိမ်ရှိမှနှုတ်ဆက်နေခဲ့ပါတယ်။တကယ်တော့အဲ့ဒီချစ်ချင်းမြတ်တာတွေအောက်မှာအေးမြဟာသူ့ယောက်ျားပေါ်ဖုံးကွယ်ထားတာတွေရှိနေပါတယ်။တညနေမှာတော့အေးမြဟာသူမခင်မုန်းတဲ့အတွက်ညသာပြင်ဆင်ချက်ပြုတ်နေခဲ့ပါတယ်။ပြီးတော့ညနေတိုင်းလိုသူချက်ပြုတ်တိုင်းလဲဟင်းထဲမှာစီးမှုတချို့ကိုနှိမ့်တိုင်းခက်လေးရှိပါတယ်။ကိုပြန်လာပြီမိမကြီးအောင်မလေးငါမိမဟင်းနေရှယ်ချက်လို့ပါလား။မှုေးနေရပဲအနမ်းနဲ့တော့ဗိုက်စာလာပဲ ပြန်ရောက်ပြီလားကိုဒီနေ့ငါးဟင်းဆက်ဆက်လေးနန်းနန်းမီလေးအုပ်ပြီးတော့ချက်ထားတာကိုရဲ့ကဲမြင်မြင်ရီချိုးပြီးတော့ထမင်းစားဖို့လာခဲ့နော်အိမ်မှာအားလုံးစင်တင်ပြင်ထားလိုက်မယ် ။ကောင်းပါပြီဗျာ။တာကျော်ရေချိုးပြီးနောက်ဇင်းမောင်နဲ့နှစ်ဦးလုံးပျော်ရွှင်စွာပဲထမင်းလက်စုံစားလိုက်ကြပါတယ်။ပြီးတော့ထမင်းစားပြီးတအောက်နာကြကမကြခင်မှာပဲသူတို့လင်မယားနှစ်ယောက်အိပ်ယာဝင်လိုက်ကြပါတယ်။အိပ်ယာဝင်ပြီးတော့တအောက်လောက်မှာတာကျော့ကိုငားဟင်းထဲမှာအေးမြခတ်ထားတဲ့စီးစွမ်းကစပြလာပါတော့တယ်။တာကျော်လည်းမျက်ခုံနဲ့မဖွင့်ရနိုင်ဘူး။လေးလံကတခဏလေးတွင်းမှာဟင်းနစ်ချစ်ချိုက်အိပ်ပျော်သွားခဲ့ပါတယ်။ဟုတ်ပါတယ်။အေးမြတစ်ချုပ်လုံးဖုံးကွယ်ထားတဲ့ညှို့ဝှက်ချက်ကတော့ဒါပါပဲ။တကယ်တော့သူမဟာစုံမတစ်ကောင်ပါပဲ။မြောက်ပိုင်းကလူတွေရဲ့ယုံကြည်ချက်ရဒီလိုမျိုးကိုစုံမတနည်းအားဖြင့်အစီလို့ဆိုကြပါတယ်။သူတို့ဟာတာမန်အားဖြင့်သူတို့ဘဝမှန်ကိုဖုံးကွယ်ပြီးတာမန်သူတွေလိုပဲနေထိုင်ကြပါတယ်။တကယ်လို့တစုံတစ်ယောက်ကသူတို့ရဲ့ဘဝမှန်ကိုတီးခဲ့တယ်ဆိုရင်သူတို့ဟာသူတို့ရဲ့မူလခန္ဓာကိုယ်ကိုပြန်ပေါင်းဆက်လို့မရတော့ပဲအပီးတိုင်တည်ဆုံးသွားမှာဖြစ်ပါတယ်။ဒါကြောင့်သူမဟာသူအရန်ချစ်ရတဲ့သူ့အမျိုးသားလေးနဲ့အတူသူမရဲ့ဗိုက်ထဲကရင်သွေးလေးနဲ့မခွဲမခွာအတူနေစင်တာကြောင့်သူမရဲ့အမှန်တရားကိုညှို့ဝှက်ဖုံးကွယ်ထားရတာပဲဖြစ်ပါတယ်။နောက်တနေ့မနက်မှာကန်ဆိုးစွာပဲရွာကိုအမိတ်စာတစ်ခုရောက်လာခဲ့။အเจ้าမှာရွာထဲကအမျိုးသားတွေဟာနိုင်ငံတော်အတွက်တအိမ်တယောက်စစ်မှုထမ်းရမှာပဲဖြစ်ပါတယ်။ဒါကြောင့်ကန်ဆိုးစွာပဲစစ်မှုထမ်းတဲ့ထက်မှာတာကျော်လဲလိုက်ပါမှာဖြစ်ပါတယ်။ဒါကြောင့်အေးမြလည်းမသက်တာတော့ပဲကိုဝင်နဲ့ဖြစ်တော်ညာတော့လေသူ့ယောက်ျားကိုထည့်ပေးလိုက်ရပါတယ်။ရဲကြာလာတဲ့နေ့မြအေးမြရဲ့ကိုဝင်ဟာရှင်းမာလာခဲ့တယ်။ဒါကြောင့်အင်းနီနာချင်းဖြစ်တဲ့ဖွားမြိုင်ကအေးမြအာဟာရဖြစ်စေဖို့အတွက်အားစီးတချို့နဲ့အင်းကတချို့ကိုလာရောက်ပေးကမ်းခဲ့ပါတယ် သမီးရေရော့ဒီမှာကိုဝင်ဆောင်နေအတွက်အားစီဒါနဲ့ကလေးမွေးဖို့အချိန်ကြီးနေပြီလားကျေးဇူးအများကြီးတင်ပါတယ်အဖရဲ့သမီးတို့သားမိမှလည်းအဖကျေးဇူးနဲ့မနှဲလာပါဘူးကဲပါဒါတွေပြောမနေပါနဲ့တခုခုလိုတာရှိရင်အဖကိုပြောနော်ကြားလားအေးကြောင့်ပိုင်းနာရင်လှမ်းလာခေါ်လိုက် ။သူတို့ခဏလောက်စကားပြောဖြစ်ခဲ့ကြပါတယ်။အဲဒီနောက်ညနေလဲစောင်းဝင်မှုဖွားမြိုင်လဲအေးမြကိုဂယူးဆိုင်ဖို့အဆဆရာလိုအပ်တာများကိုမှားချကအိမ်ပြန်သွားခဲ့ပါတယ်။တိုက်ဆိုင်စွာနဲ့ပဲအဲ့ဒီညညာဦးဝိုင်းလောက်မှာပဲအေးမြဘိုက်ဆနာလာခဲ့ပါတယ်။ဒါကြောင့်သူမတယောက်တည်းမေးဖို့အတွက်တာကျော်ပစိုးကိုထုတ်တန်းမှချီကတွဲလောင်းချလိုက်ပါတယ်။ပြီးတော့ဖလက်လှန်ကပေါက်ကားလိုက်ပြီးပစိုးစားကိုငဲအောင်ကန်ကအားကုန်ညှစ်ပါတော့တယ်။အော်ရင်အားရွင်ညှင့်ရင်းနဲ့နောက်ဆုံးကလေးလေးကိုကောင်းမွန်စွာမွေးလိုက်နိုင်ခဲ့ပါတယ်။ထို့တူသူမရဲ့ခေါင်းနဲ့ကိုယ်ကလည်းသူမရဲ့ဇာတိသဏ္ဍာန်လိုတစေတကောင်အဖြစ်ကွဲထွက်သွားခဲ့ပါတယ်။သူမဟာသူ့သားလေးကိုကြည့်ကပီတိဖြစ်ပြီးတစေတကောင်ဖြစ်တော်ညာမိခင်စိတ်အပြည့်နဲ့ပြုံးပြီးကြည်နေခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့အေးမြဟာကလေးလေးချီပြီးအင်ရှိကုပ္ပစ်လေးမှာထိုင်နေပါတယ်။ဖွားမြိုင်ကလည်းပုံမှန်အတိုင်းလိုပဲသူမစီကိုရောက်လာခဲ့ပါတယ်။ဒီခါမှာတော့အေးမြကလေးလေးမွေးပြီးတာကိုတွေ့သွားခဲ့ပြီးစိတ်ပူတာတကြောင်ပီတိကတဖုံဖြစ်သွားခဲ့ပါတယ်။အဖွားမြိုင်ကြည့်လိုက်တော့ကလေးလေးကကြမ်းကြမ်းမာမာနဲ့မွေးဖွားလာပြီးပေါင်ပြည့်ုံနာမကတာမာပြီးထွားပါသေးတယ်။အဖွားမြိုင်ချီပြီးတအောက်မှာပဲကလေးလေးကအိပ်ပျော်သွားခဲ့တယ်။ပြီးတော့သူကိုယ်တိုင်လည်းမီးလိုချင်တဲ့နဲ့အတော်ပဲဖြစ်သွားက
ကြည်နူးပျော်ရွှင်နေပါတယ်။အေးမြကတော့စစ်မှုထမ်းနေတဲ့သူ့အမျိုးသားစီကိုသူတို့ရဲ့ရင်သွေးလေးဟာလူလော့ကားတွေကိုရောက်လာပြီးဖြစ်ကြောင်းအသိပေးဖို့တွေးနေခဲ့ပါတယ်။ဒါကြောင့်မကြခင်မှာပဲတာကြော့စီကိုတတိယကြောင့်နဲ့တားဦးလေးကိုအမေရောသားရောကျန်းကျန်းမာမာနဲ့မွေးဖွားပြီးစီးခဲ့ကြောင်းစာတစ်စောင်ရေးပို့ခဲ့ပါတယ်။ကလေးမွေးပြီးတဲ့နောက်အေးမြဟာအရင်လိုမလွတ်လပ်တော့ပါဘူး။ကလေးတစ်ယောက်ကို20နာရီလုံးမိခင်တစ်ယောက်တည်းဆောက်ရှောက်ပြီးလိုအပ်တာလုပ်ပေးရတဲ့တောင်းရင်ကလည်းကြီးမားလာပါတယ်။ထို့အတူသူမကတာမန်မျိုးသမီးတစ်ယောက်မဟုတ်ပဲဆုံးမတစ်ယောက်ဖြစ်နေတာကြောင့်လေပို့လို့တောင်ပြင်ပန်းရပါသေးတယ်။ညာတိုင်းလိုပုံမှန်ခေါင်းနဲ့ကိုခွဲပြီးအစာရှာထားရတာကြောင့်အခက်တွေ့နေရပါတယ်။မိခင်ရင်ဝင်နဲ့ကြွားဝေးရတာနဲ့အုံမတက်တဲ့ကလေးလေးကြောင့်အေးမြခမရဝေးလန်လန်အောင်သွားပြီးအစာမရှာနိုင်တော့ပါဘူး။ဒါကတော့ဆုံးမတစ်ကောင်ဖြစ်တော်ညာမိခင်တယောက်ကကိုယ့်ရွေသွင်းပေါ်မှာထားမိတဲ့အနှိုင်းမဲ့မြတ်တာကြောင့်ပဲဖြစ်ပါတယ်။နေကင်းဘက်မှာတော့အေးမြဟာတာမန်မျိုးသမီးတယောက်ကလေးမိခင်တယောက်လိုသာလုံးဆရာရှိတဲ့အိမ်မှုကိစ္စအစကလေးဝေယဝိစာများကိုအဆုံးကင်လုပ်ကင်ပါတယ်။ဘွားမြိုင်ကတော့အေးမြတို့သားမိအချိန်တွေကိုသိရအောင်မကြာလာကြည့်ပေးသလိုကလေးအတွက်သူမကိုယ်တိုင်လည်းဖမ်းလက်နဲ့လှုပ်ထားတဲ့အယုတ်ကလေးတွေလက်ဆောင်ပေးပြီးအေးမြကိုလည်းလိုအပ်တာများကိုမှားကြဆုံးမလေးရှိပါတယ်။အေးမြကတော့သူမတူတဲ့တောင်းဝင်အားလုံးကိုမငြင်းမညူလောက်ကင်ရပါမယ်။ကလေးလေးရဲ့မျက်နှာကိုမြင်တာနဲ့ပင်မမှုတွေအားလုံးပျောက်ကင်းသွားပြီးအားအင်တွေပြန်ပြေးလာသလိုပါပဲ။သူမရဲ့ခင်မုန်းကိုတော့နေ့တိုင်းညတိုင်းလိုမျှော်နေခဲ့ပါတယ်။သူမခင်မုန်းတဲ့တူသူမတို့မိသားစုလေး၃ယောက်တာယာပျော်ရွှင်စွာနေရမယ့်ခိတ်တန့်လေးကိုသာတွေးကကြည်နူးပျော်ရွှင်မိနေပါတယ်။ဒါပေမဲ့ခင်မုန်းတဲ့စီကတော့လာပေါင်းများစွာထိစာလဲမလားသတင်းလည်းမကြားရပါဘူး။အဒီညတကောင်ရန်အချိန်မှာတော့အေးမြဟာထုံးစံတိုင်းစာရှာထွက်ဖို့အချိန်ရောက်လာပြီဖြစ်ပါတယ်။ဒါပေမဲ့သူမသားလေးကတော့အခုထိကိုမအေးသေးပါဘူး။ခလေးကအော်ဟစ်ငွေကျွေးကမိခင်ရင်ဝင်ထဲကိုပဲတောင်းတနေပါတယ်။ဒါကြောင့်အေးမြလည်းမတက်တာတဲ့အစုံသူမရင်သွေးလေးကိုအိမ်မှာတယောက်တည်းထားခဲ့ဖို့မိခင်စိတ်နဲ့ဘလို့မှစိတ်မချတာကြောင့်ချင်းလုံးလေးတစ်ခုတည်းကိုထည့်ကသူမအစာရှာစီကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။မကြခင်မှာပဲသူမရဲ့ကိုယ်နဲ့ခေါင်းခွဲလိုက်ပြီးခလေးရဲ့တောင်းကိုသူမဦးနဲ့ပတ်ရက်ကခလေးနဲ့တူသူမအစာရှာနေကြစပားခင်းစီကိုသွားခဲ့ပါတယ်။စပားခင်းကိုရောက်တော့ပုံထားတဲ့စပားပုံကခလေးလေးရဲ့တောင်းကိုတင်ထားလိုက်ပါတယ် ။တားလီမမီကဒီမှာလေတားရဲ့ဒီမှာခဏနေဦးနော်မမေကလေး ။သူမဟာခလေးကိုထားပြီးတိတ်မဝေးတဲ့စီကိုအစာရှာထွက်ခဲ့ပါတယ်။ဒါပေမဲ့သူမသားကောင်ကိုငြိမ်ရကျင်စောနဲ့သူမသားလေးကိုမေ့သွားကခလေးနဲ့အတော့ကိုအလှမ်းဝေးသွားခဲ့ပါတယ်။တနေရာမှာတော့သူမစားဖို့အတွက်ဖားလေးတစ်ကောင်ကိုသူတွေ့ခဲ့ပါတယ်။ဒါပေမဲ့သူမဖမ်းတော့မဲ့အချိန်မှာပဲသူမသားလေးရဲ့စူးစူးရှက်ရှက်အော်တန်ကိုကြားလိုက်ရပါတယ်။ဒါနဲ့သူမလည်းခလေးအတွက်အရန်စိတ်ပူသွားကကမန်းကနန်းနဲ့ခလေးစီကိုပြေးပါတော့တယ်။ခလေးစီရောက်တာနဲ့အခါမှာတော့ခလေးဟာစပားဝင်ကရှော့ချနေပြီးသူ့တောင်းကသူ့ကိုပြန်အုပ်ထားကတက်ရှူကျက်တယ်လို့ဖြစ်နေပါတယ်။ဒါကိုမြင်တော့သူမလည်းအရင်ကစိတ်ပူပြီးပြာရခတ်သွားခဲ့တယ်။ဒါပေမဲ့တောင်းကိုဖဲပြီးခလေးကိုကက်တင်လိုက်ဖို့အတွက်သူမမတတ်နိုင်ခဲ့ပါ။ဘာလို့လဲဆိုတော့သူမမှာခေါင်းနဲ့အတွင်းကလီစာလေးသာပါလာခဲ့ပြီးသူမဦးရီနဲ့လည်းတောင်းကိုလှန်တင်လိုက်ဖို့မစွမ်းသာပါဘူး။ဒါကြောင့်လက်တလောအရေးအတွက်သူမအိမ်ပြန်ပြီးခေါင်းနဲ့ကိုပြန်ဆက်ကစပားကင်းကိုပြန်လာရအောင်လေသူမရောက်လာတဲ့အချိန်ဆိုရင်ခလေးကိုကဲဖို့မိနိုင်မှာမဟုတ်တော့ပါဘူး။ပြီးတော့အနီးနားကယာသားတွေစီသွားအကူအညီတောင်းရအောင်လေသူမရဲ့မူလအမှန်ကိုသစုံတယောက်ကသူမရဲ့ဖြစ်တည်မှုတွေကတည်သွားရင်သူမဟာအပီးတိုင်တည်ဆုံးသွားအောင်မှာဖြစ်ပါတယ်။သူမပြန်ရခတ်နေခဲ့ပါတယ်။ဘလို့ဆုံးဖြတ်ချက်မျိုးမဆိုသူတို့တာမီတေခွဲကွဲရမှာလားဖြစ်နေခဲ့ပါတယ်။ဒါကြောင့်မိခင်တယောက်အနေနဲ့နောက်ဆုံးသူမရင်သေးလေးအတွက်သူ့အသက်နဲ့လဲပြီးကဲတင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒါကြောင့်အနီးနားကအရက်ဝိုင်းတောင်းနေကြတဲ့ဒေရောသားတွေစီကိုကူညီတောင်းမှုပြေးသွားလိုက်ပါတယ်။ပုံမမြင်နေရတာဘာလဲအောင်လုံးလဲဟာနေပေါင်းတေချာကြည့်အောင်မရွာသားတယောက်ကတဲတဲကွဲကွဲမမြင်ရတာကြောင့်တေချာအောင်စိုက်ကြည့်လိုက်တဲ့အခါမှာတော့နောက်ဆုံးတစ်စေမှန်းတည်သွားခဲ့ပါတယ်။ဟာတစ်စေပဲဟာပြောင်းနေပြေးဟရွာသားများကသူမကိုမြင်လိုက်ရပြီးလမ်းဖြန့်သွားကြကသူတို့ကိုတတ်မဲ့အထင်နဲ့ဥတီယာအမျိုးမျိုးကိုဓာတ်ရိုက်ပြေးသွားခဲ့ပါတယ်။ရေးများကတော့ငိုတာငိုနေတော့တယ်။ဒီတန်ကိုတေချာကြားလိုက်သူကတခြားသူမဟုတ်ဖွားမြိုင်ကိုယ်တိုင်သာဖြစ်ပါတယ်။ဖွားမြိုင်က
ရွာသားတွေလိုကြောက်ပြီးထွက်မပြေးပဲစုံမအေးမြကိုချက်ကြည့်နေခဲ့ပါတယ်။စုံမအေးမြကတဖြည်းဖြည်းအနားကိုတိုးလာတဲ့အခါမှာတော့အဖွားမြိုင်လည်းစုံမဟာအေးမြဖြစ်နေကြောင်းကိုတိတိကျကျသိလိုက်ရပါတော့တယ်။အဖွားမြိုင်လည်းသူမဘယ်တော့မှမထင်ထားမိတဲ့အခြေအနေတစ်ခုကြောင့်အယမ်းအံ့ဩသွားခဲ့ပါတယ် အေးမြလားဘလို့ဖြစ်တာလဲကွယ်ဘလို့ကြောင့်အခုလိုဘွားရောက်နေရတာလဲဟုတ်ပါတယ်အဖကျမအေးမြပါ ။အေးမြကဖွားမြိုင်ကိုအချိုးချောင်းပြောကသူ့သားလေးကိုစိတ်ပူတာကြောင့်အယမ်းငိုကြွေးနေပါတော့တယ်။ပြီးတော့သူ့သားလေးနဲ့တိတ်ကွဲရမှာကိုကြိုသိနေရတာကြောင့်လည်းရင်ခွင်းမတက်ခံစားနေရပါတယ်။အဲဒီနောက်သူမဟာချစ်ချင်းပဲနောက်ပြန်လှည့်ကသူမကလေးစီကိုပြေးသွားလိုက်ပါတယ်။ဖွားမြိုင်ကလည်းသူမအနောက်ကနေထက်ချက်မကွာလိုက်သွားပါတယ်။တဖြည်းဖြည်းနဲ့ကလေးငူတံကိုကြားလိုက်ရလို့ဖွားမြိုင်လည်းပြေးသွားလိုက်တဲ့အခါမှာတော့တောင်းအောင်မှာအေးမြရဲ့ကလေးဟာအယမ်းငုံနေတာကိုတွေ့သွားခဲ့ပြီးသူမကိုယ်တိုင်လည်းရင်တုန်သွားခဲ့ရပါတယ် ညီလေးဘာမှမဖြစ်ဘူးနော်အဖရှိရဲ့ကလေးအဖရှိပါတယ်ကွယ် ။ဖွားမြိုင်ကသူမချော့တတ်တယ်လို့ကလေးငိုတိတ်အောင်ချွတ်ညူလိုက်ပါတယ်။အေးမြကတော့သူ့ကလေးကိုထားခဲ့ရတော့မယ်ဆိုတာကိုကြိုသိပြီးအယမ်းကိုငိုကြွေးနေခဲ့ပါတယ် အဖမြိုင်ကျမရဲ့ကလေးလေးကိုဂရုစိုက်ပေးပါနော်ကျမတို့ဒီဘဝမှာကိုယ့်ရင်သူလေးနဲ့အတူတူနေဖို့ဒီလောက်ပဲကံပါတယ်ချင်ပါတယ်အဖရဲ့စီချမ်းလက်ချတာထားခဲ့ပြီးတော့သွားပါသမီးသားလေးကိုအဖတေချာဆောက်ရှောက်ပေးပါမယ် ။အေးမြကတော့ချုံပွဲချငိုပဲငိုနေပါတော့တယ်။နောက်တနေ့မနက်မှာတော့ဖွားမြိုင်ဟာတကြီးကိုခေါ်ပြီးအေးမြတို့အိမ်လေးစီကိုခေါ်သွားခဲ့ပါတယ်။ဒါပေမဲ့သူမကြိုသိထားတဲ့အတိုင်းပဲအေးမြရဲ့အိမ်မှာအသက်မပါတော့တဲ့အေးမြရဲ့ရုပ်အလုံးသာရှိနေပါတော့တယ်။ဖွားမြိုင်လည်းလုံးဝစိတ်မကောင်းပဲတကြီးကိုလှုပ်တင်တာလှုပ်ကင်ဖို့ပြောလိုက်ပါတယ်။ပြီးတော့အဖြစ်များအားလုံးကိုပြောပြပြီးရွာထဲကဘသူ့ကိုမှအသိမပေးဖို့တေချာမှားလိုက်ပါတယ်။သူမကိုယ်တိုင်လည်းခလေးလေးနဲ့နောင်ရည်အတွက်အဲ့ဒီကိစ္စတွေကိုဖုံးကွယ်မျိုးသိပ်ထားပါတော့မယ်။ပြီးတော့သူကကိုယ်တိုင်ပဲခလေးလေးကိုတရားဝင်မွေးသွားဖို့နဲ့ခလေးမိခင်ကိုယ်တိုင်ကသူမနဲ့သာစိတ်ချကြောင်းပြောဆိုလိုက်ပါတယ်။ဒါကြောင့်တကြီးနဲ့ဒီကိစ္စကိုသဘောတူလက်ခံခဲ့ပါတယ်။အဲ့ဒီချိန်ကစလို့ဖွားမြိုင်ကခလေးလေးကိုသူ့အမိအရင်လိုနှစ်ကချစ်ကအသက်နဲ့မျှရင်နဲ့မချပြုစုဆောက်ရှောက်သွားခဲ့ပါတော့တယ်။ဇလန်းလေးကတော့ဒီမှာနေမဲ့ပြီးဆုံးခဲ့ပါပြီ။အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်လည်းဒီထက်ကောင်းတဲ့ဇလန်းလေးတွေနဲ့အတူပြန်လာခဲ့ပါမို့အားလုံးစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။